အမေများရဲ့မိကုန်းနေတဲ့ကတစ်ခုဖြစ်တဲ့ဒီ training visa နဲ့သွားခြင်းနေဆိုရင်ဘာတွေလုပ်ရမလဲပထမဆုံး training visa ဆိုတာဘယ်လိုမျိုးလဲဆိုတာအရင်ဆုံးပြပြပေးပါမယ် training visa ဆိုတာကအလုပ်သင်လုပ်သား3နှစ် visa ကိုပြောတာပါနေထိုင်ခွင့်3နှစ်ရပါတယ်ရှင်ကဲပထမဆုံး training visa နဲ့သွားမယ်ဆိုလို့ရှိရင်အရင်ဆုံးကိုကဘယ် agency ဘယ်အကြောင်းမှတက်မယ်ဆိုတာကိုအရင်ဆုံးစုံစမ်းရပါမယ်ဘာကြောင့်လဲဆိုတော့ agency အကြောင်းတွေအရွေးမှားတဲ့အခါမှာအချိန်နေကြန့်ကြာနေရမျိုးဖြစ်ရပါမယ်ကိုရှိမှာဒီเจ้าမှာတက်တဲ့ senior ဘယ်လောက်ကထွက်သွားပြီလဲကိုရှိမှာတော့ senior ဘယ်လောက်ရှိနေလဲအခုလက်တော့အချိန်နေနဲ့ရောအဆင်ပြေအောင်ဘာတွေလုပ်ပြီးလဲဒါမျိုးတွေကိုစုံစမ်းရပါမယ်နံပါတ်1ကကြတော့ဆေးစစ်တင်ပါတယ်ဆေးကဘာတွေစစ်ရမလဲဆိုတော့ကုသယောဂါကိုအဓိကစစ်ရပါမယ်စစ်ရမယ်နံပါတ်3ကကြတော့ဘာလုပ်ရမလဲဆိုလို့ရှိရင်သင်တန်းတက်ရမယ်ပေါ့နော်ဂျပန်သွားမယ်ဆိုရင်အဓိကမဖြစ်မနေကြုံရမယ်အဆင့်ရပါလဲဆိုတော့သင်တန်းတက်ရမယ်အဆင့်မှာသင်တန်းတက်ပြီးစာလုပ်ကိုလုပ်ရပါမယ်စာမလုပ်ချင်ပဲဂျပန်သွားချင်တယ်ဆိုလို့ရှိရင်တော့ဘလို့မှအဆင်မပြေပါဘူးစာမလုပ်ချင်ဂျပန်လည်းမသွားပါနဲ့အဆင်မပြေဘူးเนาะအဲ့တော့အချိန်ကုန်တာမဲ့အဖက်တင်ပါမယ်အဲ့တော့စာလုပ်ရပါမယ်ကိုဘက်ကလည်းပြည့်စုံအောင်ပေါ့နော်အနည်းဆုံး F4 အောင်လက်မှတ်လောက်တော့ရအောင်ပြင်ဆင်ထားပါမယ်အဲ့နေရာမှာ admin တို့ကြောင်းကတော့ဘယ်လိုမျိုးလုပ်ပေးလဲဆိုလို့ရှိရင်ယောက်ျားလေးဆိုရင် N5 N4 အလုံးမရွေးဘူးဆိုရင်အောင်လက်မှတ်တွေမရှိတဲ့ interview တွေမိတ်ဆက်ပေးရဲ့ main ကလေးကတော့အထည်ချုပ်ကလွယ်ပြီးကျန်တဲ့အလုပ်တွေအကုန်လုံးက N4 အောင်လက်မှတ်မှာ interview မိတ်ဆက်ပေးရများပါရဲ့ရှင်ကဲဒါဆိုလို့ရှိရင်တော့သင်တန်းတက်တဲ့စင်တီရောက်သွားပြီပေါ့နော်ကဲသင်တန်းတွေတက်မယ်နောက်တစ်ခုကစာမိုးပွဲကြီးဖြည့်မယ်စာမိုးပွဲမှာအောင်လက်မှတ်တွေရပြီဒါဆိုရင်ဘလို့အလုပ်မျိုးတွေနဲ့သွားလို့ရတယ်ဆိုယောက်ျားလေးဆိုရင်အလုပ်မျိုးရင်ဆောက်လုပ်ရေးလိုဟာမျိုးတွေရှိတယ်နောက်တစ်ခုကကြတော့စက်ရုံပိုင်းတွေရှိမယ်စက်တောက်ဆိုင်တွေရှိမယ်နောက်တစ်ခုကစိုက်ပျိုးရေးလိုဟာမျိုးတွေဒါရအခေါ်များတဲ့အလုပ်တွေပါမိန်းကလေးဆိုလို့ရှိရင်တော့အထည်ချုပ်အလုပ်တွေရှိမယ်စက်ရုံပိုင်းတွေရှိမယ်ဘူဘဆောက်ရှောက်ရေးရှိမယ်စက်တောက်ဆိုင်ဟိုတယ်အဆောက်အုံတန်ရှင်းရေးဒါမျိုးတွေကအခေါ်များတဲ့အလုပ်တွေပဲဖြစ်ပါရဲ့ရှင်ကဲဒီလောက်ဆိုလို့ရှိရင် training visa နဲ့သွားမယ်ဆိုလို့ရှိရင်ဘာလေးအကြမ်းမြင့်လုပ်ရမယ်ဆိုတာသိရမယ်လို့ထင်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်